ပိုင်းပါနောက်ဘက်မှာတက်တက်ပါမယ်အခုကတော့ဒီဘနောက်ထားပါမယ်ရှင်ထားမယ်ပေါ့ထားမယ်ဆိုလို့ရှင်နိုင်ဘယ်နိုင်လဲကြည့်လိုက်တော့19နိုင်ဖြစ်နေပါတယ်ဟို19နိုင်ဖြစ်တယ်6နိုင်ဖြစ်နေပါတယ်ရှင်ထားပါမယ်ထားပြီးတော့ကျွန်မမမလေးတွေ့ပါနော်ကျွန်မတွေ့လိုက်ပါတွေ့ရဘောနော်အခုကတော့ထားပြီးဆိုတော့အေးဘောနော်ရနော်ပြီးဆိုတော့ရနော်ပြီးဘောနော်တမျိုးဆိုင်မှာမျိုးကျော်ဆိုင်မှာဟုတ်ရနော်ပြီးဘောနော်ရနော်ပြီးဆိုတော့ထားပါမယ်ထားမယ်နောက်ထားမယ်ဆိုတော့ညနေတော့တင်မယ်ပေါ့နော်ရှုံးသွားပြီပေါ့နော်ရှုံးသွားဖို့ထားအရှင်ရှုံးသွားဖို့ဆိုလို့ရှိရင်တော့အရှိချိုးပြီးတာဆိုတော့ရနော်ပြီးဆိုတော့အင်ဂျင်နဲ့လက်ပြီးသွားလို့ရှင်ပေါ့နော်အလုပ်သွားရမှာလားမသိအလုပ်ဒီနေ့ပြတော့ဒီနေ့ဒီမှာပေါ့နော်ကားနဲ့အပြင်လေးထွက်အောင်မယ်ပေါ့နော်ကားနဲ့အပြင်တက်မှာဆိုတော့လူရဲ့နိုင်ကိုကြ15နိုင်ပြောထားတယ်15နိုင်ပဲသွားလိုက်တော့မယ်ပေါ့နော်ဒီမဲ့လူဖိတ်ကိုပြောထားလို့ကျွန်မ16နိုင်ပဲသွားလိုက်16နိုင်ပဲသွားလိုက်ကြပါတယ်ကားမှောက်တယ်ပေါ့နော်ကားဘူးဘာမှပြန်တော့မရတော့ဘူးပေါ့နော်ရှိပဲ600တော့ရေပေါ့နော်တော့ပါမယ်အခုကရှိထားရတဲ့တပိုက်ပါရှင်အခုကတော့တမ်းမယ်ပေါ့နော်စေးရုံယူလေးတွေ့နေရပြီဆိုတော့ပြောလို့ပေါ့နော်ဒါပေမဲ့ဒီနေ့ကအချင်းမကောင်းတော့ကျမကရုံးသွားဖို့လည်းမအားပါဘူးရှင်ရုံးသွားဖို့ဘာလို့မအားလဲဆိုတော့ဖီးရုံးမှာကြတော့ရုံးရဲ့အချင်းကြီးမကောင်းပေါ့နော်မကောင်းတဲ့သူတွေလည်းရှိကြတယ်မဟုတ်လို့ကျမမတော်ဖြစ်တာပါတစီ9ပါမယ်ရှင်ငါလို့လည်းနောက်ဘက်ဒီမှာတော့အရှင်ရတော့ပြီးအောင်မယ်ပေါ့နော်ငါဒီနေ့ကတော့အဲ့ရနေနိုးဖြစ်ပေါ့နော်နိုးဖြစ်ဆိုတော့တော့ဖြစ်မဲ့လမ်းလေးရတော့နည်းနည်းတော့ဝေးပါတယ်ဒီမဲ့ဖီးရဲ့ငယ်ချင်းတွေကိုလည်းခွဲရပြီနော်ငယ်ချင်းတွေရွာမှာပါရှင်ကျမကကိုရရွာမှာနေတော့ဒီနေ့ကပသိမ်မြို့ပြန်ရောက်လာပြီပေါ့နော်ဒါပေမဲ့ကလေးနဲ့လည်းသွားဆော့ဖြစ်ပါတယ်ဒါပေမဲ့ကျမမေလည်းမှာပါရှင်ကျမညီမလေးလည်းရှိပါတယ်အဲတော့ကျမဖူတန်ပါရှင်ဖူတန်ညီမလေးပါဖူတန်မောင်လေးပါသူကညကြဆိုရင်သူ့အိမ်ပြန်လာပြီပေါ့နော်သူ့ဖိနေမိဟာတော့သူ့ဖိမဲအမေရမရှိဘူးပေါ့နော်ဒါပေမဲ့ကျမမွေးစားရအောင်ပေါ့နော်အကြောင်းမလို့လေသူတို့ကျမအင်္ဂလိပ်တန်နဲ့ပေးထားဆိုတော့သူကအမှပေးတော့နေရပါပေါ့နော်ဟိုကျမစပင်တွိုင်းညမှာဆိုတော့စပင်ရတဲ့နေရာလေးတော့ပါပဲဟုတ်ပါပေါ့နော်အမကြီးလက်စားတော့ယူရလိုက်အောင်ရှောက်တယ်နေရာရောကြဘူးလူတွေပေါ့နော်လူတွေနေရာတော့စပင်ညက်တဲ့နေရာပါရှင်စပင်ညက်ပို့သွားပါမယ်စပင်ညက်ပို့သွားမှာဆိုတော့ကျမဘာစပင်လေးညက်မှာလေးဆိုတော့လူစပင်လေးပေါ့နော်စပင်လေးကလှပါတယ်ရှင်အမေအချင်းကြီးကတော့နည်းနည်းတော့ဆောက်ပြရမယ်ပေါ့နော်ကစမကြီးလာတော့ကစမစပင်မကောင်းစပင်လည်းမကောင်းပါဘူးအမဘယ်လိုစပင်ညမှာလဲကျမစပင်လိုက်စပင်လေးတွေကိုရွှေ့ညက်ပြီးကျမနဲ့နိုင်တယ်နေစပင်ဘယ်လိုကိန်းဆိုမှာလဲရှင်ကလည်းပေးဆိုရပါရှင်ဆိုနာဟာလေးရတော့မှားမိသွားတော့ပါဟာလေးပဲကောင်းပါရဲ့โอเคပါအမချင်းမိတိုင်းနော်ကြီးတော့ဘာပြောရမလဲ
ဟိုကချမစလန်လေးရတော့ပြပါပြီနောက်ပြီးတော့မှတပြပြပါမယ်